ကန်ဒူးရှင်များ channel မှာဒီနေ့မိမိတို့ရဲ့အိမ်မှာစိုက်ပျိုးထားရင်ဆင်းရဲခြင်းမှာချမ်းသာခြင်းတို့ပြောင်းလဲစေနိုင်တဲ့မင်္ဂလာရှိသောအပင်လေးမျိုးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ရွှေဒင်္ဂပင် Jack Plant ငွေကြေးကံအားလုံးနဲ့ချမ်းသာကြွယ်ဝခြင်းကိုဆောင်ကျဉ်ပေးနိုင်တယ်လို့ယုံကြည်ရတဲ့မင်္ဂလာအပင်ဖြစ်ပါတယ်။အိမ်မှာစိုက်ပျိုးထားခြင်းဖြင့်ကံကောင်းခြင်းတကားကိုဖွင့်လှစ်ရရောက်ပါတယ်။ကံကောင်းကျူပင် Lucky Bamboo ဒီအပင်ဟာချမ်းသာကြွယ်ဝခြင်းအောင်မြင်ပြည့်စုံခြင်းနဲ့ဘဝခရီးချောမွေ့စေခြင်းကိုကိုးစားပြုပါတယ်။အိမ်တကားနားမှာဒါမှမဟုတ်ဆိုင်ဝယ်မှာထားရှိရန်အလွန်သင့်တော်ပါတယ်။ ငွေစပါးပင်ဟာတာလိုက်လိုငွေကြေးဒဏ္ဍဥစ္စာလက်ကိုဆွဲဆောင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အိမ်သေးကိုငွေကြေးမပြတ်စီဆင်းလာစေဖို့ကုညီပေးနိုင်စွမ်းရှိပါတယ်။နီးပင်ဟာအရေးရရှိယုံတာမကမင်္ဂလာစမ်းကြယ်ပြီးအိမ်မကောင်းသောအရာများကိုပယ်ဖျောက်ပေးနိုင်ကမင်္ဂလာတရားများကိုဆောင်ကျင်းပေးနိုင်စွမ်းရှိပါတယ်။အထက်ပါအပင်တွေကိုအိမ်ရှိမှာစိုက်ပျိုးပါကစီးဟဲခြင်းပပျောက်ကအပြုသဘောစွမ်းရည်များစုဝေးလာပြီးဘဝချမ်းသာကြွယ်ဝထွန်းကားလာစေမယ်လို့ယုံကြည်ကြပါတယ်။ Like share နဲ့ subscribe လုပ်ဖို့လည်းမနစ်ပါနဲ့နော်ဒီလိုမျိုးဘူးတူတာရှိစရာအကြောင်းအရာကောင်းလေးတွေကိုဆက်လက်ဝေမျှပေးသွားမှာမို့လို့ပါ